ရှိတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ကြဆံမလို့အားပြက်ဆံမလို့တွေးပြက်ဆံမလို့အဲ့ဒီလူတွေရဲ့အတွက်ကြောင့်ပေးဆက်သွားတဲ့လူတွေရဲ့အစာကငါတို့တွေကစင်တယ်နေတဲ့အတွက်ကြောင့်အဲ့ဒီသွေးကြီးတို့အကုန်လုံးပြင်ယူတာအကုန်လုံးတွေဒီအစင်တိစိတ်ဆိုပြချက်ပြပြသားနဲ့ဆက်ပြီးတော့ချီတက်ပြီးတော့သွားမယ်ဟုတ်ပါလားဟုတ်ပါဘူးဒီနေ့ကစပြီးတော့ငါတို့လူငယ်တွေကပြတ်သားတော့မယ်တော့သုံးခွက်မျိုးဆက်သွားတဲ့အရာမျိုးတွေငါတို့ကလက်နဲ့ခရမ်းအဲ့လိုမျိုးသာလောလောမရှိဘူးဆိုပြီးငါတို့ရဲ့စိတ်ဓာတ်ညီညီမျိုးရှိမယ်ဆိုလို့ရှိရင်အလိုလိုရတယ်ဆိုတဲ့အရာမျိုးတွေအမြင်နဲ့တွေ့တာကြားလားအခုကငါတို့ညီကောင်မောင်မတွေအရန်ခင်လာခဲ့တဲ့ညီကောင်မောင်မတွေအရန်ကြည့်ရတဲ့ညီကောင်မောင်မတွေမိသားစုလိုတူနေထိုင်လာတဲ့လူတွေအခုကသုံးမှုတာဖြစ်တာများပါပြီငါတို့လည်းအဲ့ဒီနာချင်းချက်အပြေဝနဲ့အဲ့ဒီသွေးကြီးတို့ပြန်ဆက်နိုင်ဖို့စစ်ဆက်သွားနိုင်ဖို့ဒီအာနာရှင်ပြောက်ဖို့တဲ့ငါတို့စိတ်ဓာတ်ခိုင်ခိုင်မာမာပြတ်ပြတ်သားနဲ့ဆက်ပြီးတော့ဆက်ဆောက်ပြီးတော့သွားကြမယ်ဘယ်လိုကြလားဟုတ်အဲ့ဒါပြောတာနောက်တစ်ခါဘယ်တော့မှစိတ်ဓာတ်မကျနဲ့နော်စိတ်ဓာတ်မကျနဲ့သွေးမပြတ်နဲ့ဘယ်တော့ပဲငါတို့လူတွေဘာပဲဖြစ်ဖြစ်ခိခက်နဲ့နာဖို့ဖြစ်ဖြစ်အနောက်ပိုင်းဆိုင်ရမှာတာဝန်ယူတဲ့လူအပြည့်အဝရှိတယ်နော်ဒီအချိန်မှာမင်းတို့လည်းတိုက်ဖို့မှဝင်တယ်လို့ငါတို့လည်းထက်တူပြီးတော့ပဲမင်းတို့လည်းထက်တူသွားနေတာပဲမဟုတ်ဘူးလားငါပဲကြစီပါပါစေဦးစီးဦးတော့တဲရောက်ပဲကြစီရပါစေအားငယ်ဖို့မလိုဘူးစိတ်ဓာတ်ကြဖို့မလိုဘူးငါကြားခဲ့တော့မှမင်းတို့စိတ်ဓာတ်ကြဖို့မလိုဘူးနောက်ပိုင်းဆိုင်ရမှာမင်းတို့ရှိတဲ့မင်းတို့နီးပြူဟာနဲ့အခုနေ့နဲ့ချီပြီးတော့နေ့သုံးနှစ်တော်တွင်းမှာတက်လာခဲ့တဲ့နီးပြူဟာတွေနဲ့စိတ်ဓာတ်တက်ခိုင်မှန်နဲ့ဦးစီးဆက်ကောကောမမှုတွေအများကြီးရှိတဲ့အတွက်ကြောင့်ဘတော်မှစိတ်ဓာတ်မကြတဲ့ငါဦးစီးဦးတော့တရားကြဝိုင်းအဲ့ဒီသွေးကြီးပြန်ဆက်နိုင်ဖို့တရားငါခိုင်မှန်သိရမယ်ဆိုတော့စိတ်ဓာတ်မျိုးမွေးဖွားနိုင်ရမယ်ဆိုတာကြားဒီအချိန်မှာငါတို့တွေတောင်းဝန်ကြလာပြီငါတို့တွေအချိန်ရောက်ပြီငါတို့တွေပြန်ပြီးတော့ဒီဆီယနာစီမပြောင်းမချင်းဆီယနာစီဒီနေမြေကမထွက်မချင်းနောက်ထပ်ပြီးတော့စစ်ဆက်ပြီးတော့ဟိုစစ်ကြောထိုးနိုင်ဖို့စစ်ဆက်ပြီးတော့နေမြေသိပိုက်နိုင်ဖို့ဆိုတာငါတို့မှတောင်းဝန်ရှိတယ်ကြားလားဒီနေ့သုံးနှစ်တော်တွင်းထဲမှာဒီလောက်ကြာလာတဲ့ကာလအဲ့ဒီမကျေချင်ကြဘူးလားပြနိုင်မယ်ဆိုလို့ဒီအဲ့ဒီချိန်တိုင်းငါတို့ပြင်ရမယ်ဘာဖြစ်လဲဆိုတော့ချွင်ရင်ချက်တွေဖြစ်လာတဲ့ခါကျတော့စိတ်ကြီးဟိုကပြိုကွဲမှုတွေဖြစ်တဲ့ခါကျတော့ငါတို့စစ်စစ်သွားခြင်းနဲ့လဲခြင်းနဲ့စစ်စစ်လှုပ်ဆောင်ရမယ်အလုပ်တွေကလည်းချွင်ရင်ချက်ဖြစ်တဲ့ခါကျတော့ငါတို့လူငယ်ပဲတွေစိတ်ဓာတ်ကြခဲ့ရတဲ့အပိုင်းတွေရှိတယ်ချွင်ချက်ဖြစ်တဲ့အပိုင်းတွေရှိတယ်ဒီတော်လိုင်းရဲနဲ့ထွက်ခွာပြီးတော့နိုင်ငံတကာဒုတိယနိုင်ငံတွေသွားတာရှိတယ်ဒီအချိန်ကလည်းစပြီးတော့ဒီညီကူမော်နမတွေရဲ့ဒီမိသားစုတွေနဲ့ငါတို့ကဒီလူစင်ပြတ်သွားမယ်ဒီအနာစီပြောင်းအောင်လှုပ်ဆောင်မယ်ဒီအနာကဖြစ်မြောက်ငါတို့ပြန်လှုပ်ဆောင်မယ်အရာမျိုးတွေအကလုံးစိတ်ထဲမှာတီတီကြနဲ့စစ်ဆိုပြချက်ပြပြသားလှုပ်ဆောင်မယ်ဘောပါလားဟုတ်ဘယ်တော့မှစိတ်ဓာတ်မကြတဲ့ငါတို့လူထိခိုက်လို့ရှိလဲမတည်ခဲ့ဘူးဆိုလို့ရှိရင်သူတို့တွေကနောက်ပိုင်းဆိုင်မယ်ဒီနေရာတော်တော်သူတို့ကလှုပ်ဆောင်ပေးနိုင်မှာပဲမဟုတ်ဘူးလားဟုတ်အဲ့ဒါကြောင့်စိတ်ဓာတ်တွေစကံမှာထားမယ်နော်စစ်စစ်တိုးမယ်စစ်စစ်သွားမယ်နာမည်ကိုမသိပိုက်နိုင်မချင်းဒီနေရာတစ်ခုကိုမပြောက်မချင်းအနာစီမပြုတ်မချင်းငါတို့ကလှုပ်ဆောင်မယ်နော်ဟုတ်လားဒီလိုရှိရင်နောက်တစ်ခုကလေးကြတော့တိုက်ပွဲထဲမှာလက်နဲ့ခရဲတွေကသုံးသိတဲ့နေရာမှာအသုံးချမယ်အသုံးမချသိတဲ့နေရာမှာလုံးဝတတောက်မှတ်ပြီးမကုန်နဲ့ဟုတ်လားအဓိကရန်သူကထိတ်တိုက်ဖြစ်ရမယ်ရန်သူကမြင်ရမယ်အဲ့ဒါဦးစီးဦးဆောင်တွေကကိုလူငယ်ဘန်းတွေကိုစီးချမယ်တတိစီအောင်လုပ်မယ်ဒီလိုရှိလဲအမက်ညံကောင်မှုအောင်မှာပြီးရမယ်ဟုတ်လားရဲဘော်တပ်သားအားလုံးတွေကလည်းဒီဦးစီးဦးဆောင်ရဲ့စကားကိုနားထောင်ရမယ်ဦးစီးဦးဆောင်ရဲ့ပေးတဲ့အမိတ်အကြောင်းကိုလည်းနိုင်ငံမှုရှိရမယ်ဒါမှအမျိုးမျိုးရှိမယ်ဒါမှစစ်ဆက်တိုးလို့ရမယ်ဒါမှလူချင်းတဲ့အတိုင်းအတာနဲ့စစ်ဆက်ပြီးတော့ကြော်ဖြတ်လို့နိုင်မှာဖြစ်တယ်ဘောပါလားဒီအချိန်မှာဆိုလို့ရှိရင်လည်းကြော်ကုလုံခဲ့တဲ့အချိန်မျိုးပြကြည့်လိုက်နော်ဟိုဖိအားပေးပြီးတော့ဒီကုညီထောက်ပံ့မှုတွေဒီပြည်သူသူအပြင်းမှုတွေကလည်းအရင်တော့ခိုင်မမအရင်တော့လည်းပြည့်ပြည့်စုံသိမ့်မရှိတော့ဘူးဘာဖြစ်လဲဆိုတော့ဒီတောင်ပိုင်းတိုင်းရဲ့စစ်စီရေးပုံဆောင်မှုတွေကပြောမယ်ဆိုလို့ရှိရင်နည်းနည်းချီလာပြီပြီးလို့ရှိရင်နေမြေတစ်ခုမှပြည်သူတွေငါတို့တွေမချကြနိုင်ဘူးဘယ်နေရာမှလည်းငါတို့တွေကမသိမ့်ပတ်နိုင်ဘူးဘယ်နေမြေမှလည်းအခြေစိုက်ပြီးတော့ငါတို့တွေမလုံဆောင်နိုင်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒီအချိန်မှာငါတို့တွေအကောင့်ထဲပြန်ပုံမယ်ဒီအချိန်မှာစစ်ဆက်ပြီးတော့နေမြေသိမ့်ပတ်မှုဖြစ်လာအောင်ငါတို့တွေစူးစမ်းကြမယ်သွေးတဲ့သားတဲ့တစ်ထက်တဲ့သွေးနဲ့သားနဲ့ပြေးဆက်ပြီးတော့လုံဆောင်ကြမယ်ရလားရောမစစ်တာမကြနဲ့နော်ဒီနေ့ကဆက်ပြီးတော့ငါတို့ပြပြသားလုံဆောင်ကြမယ်
သုံးဆုံးသွားတဲ့အခွင့်အရေးတွေအတွက်နော်ကိုတို့ပြည်သူအခွင့်အရေးတွေသုံးဆုံးသွားတာတို့ဒီကိုတို့ပညာရေးဘက်မှာလူငယ်အနာဂတ်တွေသုံးဆုံးသွားတာတို့နော်ကိုတို့တိုင်းပြည်ရောကောင်းမလုပ်နိုင်ပေးတာတို့အဲ့ဒီအခွင့်အရေးတော့ကိုတို့ကပြန်ယူရမယ်ကိုတို့ကပြန်ပြီးတော့ကြိုးစားပြီးတော့ဒီမြို့ပြပြောက်ကိုတို့ကဆက်ပြီးတော့ပြန်လို့ရမှာဖြစ်တယ်နော်ဒါပေမဲ့ကိုတို့မြို့တွေဘက်မှာရောက်တော့မယ်ဆိုလို့ရှိတော့ကိုတို့ကပြောတာကိုတို့တိုင်းတိုင်းကြီးပေါ်မှာတဲ့အားလုံးလက်တွဲမယ်နော်အားလုံးတင်ကြီးတညို့တဲ့နဲ့တစီတီယုံနဲ့တသွေးတဲ့တသားလေးနဲ့ပေးဆက်မယ်ကွာနော်အဲ့ဒါကြောင့်သေးသေးသေးနော်ငါတို့တိုင်းနဲ့ပြည်ရဲ့ပြဖြစ်ရမယ်ငါတို့လိုချင်တဲ့ပြည်သူအခွင့်အရေးရရမယ်ငါတို့လိုချင်တဲ့ဒီစစ်အာဏာရှင်တစုပြုတ်စေရမယ်